မင်္ဂလာပါကျွန်တော်တို့ဒီလိုမျိုးကျွန်တော်တို့ AI ဗီဒီယိုလေးတွေကိုကျွန်တော်တို့ဘယ်လိုမျိုးဖန်တီးမလဲဆိုတော့ဒီလိုမျိုး AI ဗီဒီယိုလေးတွေကျွန်တော်ဘယ်လိုမျိုးဖန်တီးမလဲဆိုတော့ကျွန်တော်တို့ဒီလိုလေ့လာကြည့်ကြရအောင်ခဏတော့ဖွင့်ကြည့်လိုက်မယ်နော် Okay အဲ့လိုမျိုးဗီဒီယိုလေးတွေဘယ်လိုမျိုးလုပ်မလဲဆိုတော့ကျွန်တော်တို့ကအရင်ဆုံးကျွန်တော်က Gemini နဲ့ကိုသွားလိုက်မယ်နော်ဟိုက prompt ရေးပြီးတော့ကျွန်တော်ဗီဒီယိုလုပ်ရမယ်နော်ဟို Gemini နဲ့မှာကျွန်တော်ကနံပါတ်ထည့်လိုက်ရေးမယ်နော်ဥပမာဗျာနံပါတ်1သောနာလေးကကျွန်တော်တို့အောင်တင်လောက်အောင်ထက်တာပေါ့နော်သူဆိုထားတဲ့သရှင်လေးကိုကျွန်တော်တို့လုံးမဲ့ဆိုကျွန်တော်တို့ကဟိုမှာလုံးမဲ့ကျွန်တော်တို့ကသရှင်လေးတစ်ပုဒ်ကိုအရင်ဆုံးနားထောင်မယ်နားထောင်ပြီးတော့ကိုယ့်ရဲ့စေကူးတွေမှာပေါ်လာတဲ့အတိုင်းတော့เนาะကျွန်တော်တို့ရွာထိပ်မှာပေါ့နော်ဒီထမ်းမင်ထန်တော်လေးတွေနဲ့ပေါ့နော်ရွာထိပ်မှာထမ်းမင်ထန်တော်လေးတွေနဲ့ထမ်းမင်ထန်တော်လေးတွေနဲ့ကြည်ရွာလေးပေါ့နော်ကြည်ရွာလေးနံပါတ်2ကကြတော့ကျွန်တော်တို့ကိုပင်နေကိုပင်နေဓမ္မပင်နေပေါ့နော်ကိုပင်တွေဓမ္မပင်တွေနဲ့ဓမ္မပင်တွေနဲ့ပေါ့နော်ရွာဝင်လန်းလေးပေါ့ဥပမာဗျာကျွန်တော်ခဏလုပ်ပြမယ်နော်နံပါတ်3ကကြတော့ဥပမာပေါ့ဒီမိတ်ဆွေတို့ဒီတချင်းတွေကလာမဲ့တိုင်းလေးပေါ့နော်ကျွန်တော်တို့ကဆက်ပြီးတော့ရေးသွားမယ်ဥပမာပေါ့နော်ရွာထိပ်မှာရွာဦးဖုန်ချောင်းလေးနဲ့စသည်အပြင်ကိုစေကူးထဲမှာပေါ်လာတဲ့အတိုင်းကိုတချင်းထဲမှာပါလာတဲ့အတိုင်းတချင်းလေးထဲမှာကျွန်တော်တို့ရှိနေတဲ့အတိုင်းပေါ့နော်ကျွန်တော်တို့ရွာဘေးမှာလက်ကွင်းလေးတွေနဲ့ပုံစံပေါ့နော်စသည်အပြင်ကျွန်တော်တို့ကနံပါတ်ဆင်လိုက်သွားပြီးတော့1 2 3 4 5 6 9 10ကိုလုံးမဲ့နေအထီကျွန်တော်တို့နံပါတ်ကလေးတက်မယ်ပြီးလို့ရှိရင်ကျွန်တော်တို့ကကျွန်တော်တို့ဒီကောင်လေးကိုပေါ့နော်ကျွန်တော်တို့ကဒီအင်္ဂလိပ်လိုပရုံရေးခိုင်းလိုက်မယ်နော်ကျွန်တော်တို့ဒီနှစ်ခုပဲလုပ်ပြမယ်ကျွန်တော်ဗီဒီယိုဒါရှည်သွားမှကြောက်လို့နော်ဒီကတော့မှကျွန်တော်တို့တော်တော်ရှည်နေမှကြောက်ရနော်โอเคကျွန်တော်တို့ဆက်ကြည့်လိုက်မယ်နော်โอเคဒီကောင်လေးကိုကျွန်တော်တို့အင်္ဂလိပ်လိုပြောင်းခိုင်းလိုက်မယ်ဒီ prompt လေးကိုပေါ့နော်ဒီ prompt လေးတွေကိုကျွန်တော်တို့ကဒီပုံ site ကဘာ site လုံးမှာပေါ့နော်sorry ဗီဒီယို site ကဘယ်လိုမျိုး site လုံးမလဲပေါ့နော်ကျွန်တော်တို့က16 9လား4ချိုး5လားအဲ့ဒီအပြင်မိတ်ဆွေတို့လုပ်ချင်တဲ့ site ကိုအရင်ဆုံးကျွန်တော်60 ratio 9ထားလိုက်မယ်နော်60 ratio 9ratio ဖြစ်ပါနော်ဒီ60 ratio 9 ratio ဖြစ်အဲ့တော့ကြည့်ရတယ်လေးပုံစံကြည့်ရတယ်လေးပုံစံကျွန်တော် 3D animation ပေါ့နော်ကြည့်ရတယ်လေးပုံစံ 3D animation ဖြင့်ကျွန်တော် prompt ရေးပေးပါပေါ့နော်အင်္ဂလိပ်လို prompt ရေးပေးပါအင်္ဂလိပ်လို prompt ရေးပေးပါလို့ခိုင်းလိုက်မယ်အင်္ဂလိပ်လို prompt ရေးပေးပါโอเคခိုင်းလိုက်မယ်သူကတစ်ခါလေကြာသူကနားမလည်ပဲနဲ့ကျွန်တော်ပုံကြီးဆွဲပေးတယ်ပေါ့နော်ပုံကြီးဆွဲပြီးလို့ရှိရင်ကျွန်တော်မိတ်ဆွေတို့ကဒီပုံမဟုတ်ဘူး prompt မှာဆိုပြီးကျွန်တော်ပြန်ရေးခိုင်းလိုက်နော်โอเคဒီမှာကျွန်တော်ဒီမှာကျွန်တော်ရေးခိုင်းတဲ့ prompt လေးနှစ်ခုရပြီနော်โอเคကျွန်တော်တို့ဒီ prompt လေးနှစ်ခုကိုကျွန်တော်တို့ဘာလုပ်မလဲဆိုတော့ကျွန်တော်တို့ဒီ prompt လေးနှစ်ခုနဲ့ကျွန်တော်တို့ပုံဆွဲမယ်ဒီ prompt လေးကို copy ယူလိုက်မယ်ပြီးလို့ရှိရင်ကျွန်တော်ဒီမှာနော်ဒီထဲမှာရှုပ်နေတယ်ဆိုလို့ကျွန်တော် new ချက်ကိုသွားလိုက်မယ်နော်ထားလိုက်ကျွန်တော် new ချက်ခေါ်လိုက်မယ်သောနာ copy ကူးလာတဲ့အားလေးကိုသောနာဟာလေးကျွန်တော် copy ပြန်ယူမယ်နော်ဒီမှာသောနာဟာလေးကျွန်တော် copy ပြန်ယူမယ် copy နှိပ်မယ်ပြီးတော့ရင်သောနာကျွန်တော် new ချက်ထဲမှာကျွန်တော်ဒီကောင်လေးကိုထည့်မယ်နော်ပြီးတော့ကျွန်တော်ဒီမှာ create image ကိုချက်နှိပ်မယ်ပြီးတော့ရင်ကျွန်တော်ညားလေးပို့လိုက်မယ်သူ့ကိုပုံဆွဲခိုင်းလိုက်မယ်နော်မိတ်ဆွေတို့စေကူထဲမှာရှိတဲ့အတိုင်းကျွန်တော်ပုံဖော်လို့ရတယ်နော်ကျွန်တော်ခဏဆောင်လိုက်မယ်နော်ဝေးကျွန်တော်တို့ဒီမှာရွာဝင်လာလေးနဲ့ကျွန်တော်
Okay ထမ်းမင်းထမ်းတော်လေးတွေနော် Okay ဒီကောင်လေးကိုကျွန်တော်တို့တစ်ချက်ဆေးလိုက်မယ်ပြီးလို့ရင်တော့နောက်တစ်ပုံကျန်နေရနော်နောက်တစ်ပုံကိုဒီဘက်ကဟာလေးနှိပ်ပြီးတော့ပရွန်သွားယူမယ်နော်သောနာလေးကဒီမှာနံပါတ်2ပရွန်ကိုကျွန်တော်တို့သွားယူလိုက်မယ်ပြီးလို့ရှိရင်ကျွန်တော်ဒီမှာ copy ယူမယ်ပြီးလို့ရင်သောနာပုံဆွဲတဲ့ထဲကိုသွားမယ်ပြီးလို့ရှိရင်ကျွန်တော်ဒီမှာနောက်တစ်ပုံထပ်ပြီးဖန်တီးခိုင်းနိုင်မယ်နော်ကျွန်တော်ကိုယ်စိတ်ကူးရှိရင်ရှိတယ်လို့ဆွဲခံလို့ရနော်ကျွန်တော်တို့ဒီမှာကြည့်ပုံလေးကလှနေရပါနော်အဲ့လိုမျိုးပုံဖန်တီးခိုင်းရတာတို့ဖန်တီးကြနည်းနည်းလေးတော့ကြားတယ်ဗောနော်ကိုကစိတ်ရှိဖို့လိုတယ်โอเคကျွန်တော်ဘောင်းဝင်လန်းလေးโอเคနောက်တစ်ပုံရအကောင့်လေးကိုကျွန်တော်တစ်ချက်သေးလိုက်မယ်ပြီးလို့ရှိရင်ကျွန်တော်ဒီမှာဒီတပ်ပုံလေးနှစ်ပုံကျွန်တော်ဗီဒီယိုဖြစ်ပြောင်းမယ်နော်အဲ့တော့မိတ်ဆွေတို့ကဒီကိုလုံးမဲ့ဟာတွေဒီမှာနံပါတ်ထင်လိုက်ဥမာ9ပုံ10ပုံတော့သွားပြီလို့ရှိရင်ဒီမျိုးပုံစံနော်ကျွန်တော်ကဒီမှာ2ခုလဲဆွဲပြတဲ့ဗီဒီယိုရမ်းရှိသွားမှကြောက်လို့ကျွန်တော်ကပုံ2ပုံနဲ့ကျွန်တော်ဗီဒီယို2ခုပဲလုပ်ပြမယ်နော်မိတ်ဆွေတို့ကကျွန်တော်တို့ထပ်ပြီးတော့ဒါကိုလိုချင်တဲ့လောက်ကျွန်တော်တို့ဆွဲခိုင်းလို့ရရနော်ဟိုကျွန်တော်တို့ကနေပြီးတော့ဒီအရင်ဆုံးကျွန်တော်ဒီကောင်လေးကိုပေါ်အားလေးကျွန်တော်ပေါ်ယူမယ်ပြီးလို့ရင်ကျွန်တော်တို့ကပဲဗီဒီယိုဖန်တီးဖို့အတွက်ကြာကျွန်တော်ကြောလေးကိုသွားမယ်နော်ကျွန်တော်တို့ကြောလေးကိုသွားမယ်ဆိုရင်ကျွန်တော်ပရိုဝယ်ထားမှရမယ်နော်ကျွန်တော်တို့ကူးနောက်ပိုင်းကြောက free မရတော့ပါဘူးပေါ့နော်ဟိုဖြစ်နိုင်မယ်ဆိုလို့ကျွန်တော်တို့ AI နဲ့ဗီဒီယိုဖန်တီးခြင်းတဲ့သူတို့ကကျွန်တော် pro အကောင့်တစ်ခုလောက်ဝယ်ထားတာပိုကောင်းတယ်နော်ဘလို့ free အကောင့်တွေကျွန်တော်ခဏပေးရနော်ဝယ်ဆုံးတာပြီးလို့ရင်ပုံလေးထည့်ပြီးရင်ဆုံးတာကျွန်တော်ယူလာတဲ့ prompt လေးကိုကျွန်တော်တို့ထည့်လိုက်မယ်နော်ထည့်လိုက်မယ်ဆိုလို့ချင်းသူကကျွန်တော်တို့ဒီမှာဗီဒီယိုလောက်ပေးနေနော်ဗီဒီယိုလောက်ပေးတဲ့အချိန်မှာလည်းကျွန်တော်တို့ခဏလောက်စောင့်ပေးလိုက်သူအဲ့လိုမျိုးတိတိကျကျလိုချင်လို့ချင်းကျွန်တော်တို့ကဒီဟိုပုံဆွဲထားတဲ့ပဒုံကိုပြန်ထည့်လိုက်နော်အဲ့ဒါဆိုလို့ချင်းတော့တိတိကျကျရပါတယ်ပေါ့ဒါခါလေး AI error ဖြစ်တာတွေပါလေဆိုလို့ရှိရင်တော့ကျွန်တော်မရဘူးပေါ့နော်အဲ့ဒါဆိုကျွန်တော်တို့ကဖုန်းကိုကျွန်တော်တို့ပြန်ပြီးတော့ software တွေပါ refresh လုပ်ပြီးတော့ကျွန်တော်ပြန်ပြီးတော့ခိုင်းလို့ရတယ်နော်โอเคကျွန်တော်ဒီမှာနော်ဘာဝင်လန်းလေးနဲ့ဒါတော့မှ error ဖြစ်ပြီးတော့ကျွန်တော်ဒီမှာနော်လူတွေကပြောင်းပြန်ဖြစ်နေဟိုထားလိုက်တော့ကျွန်တော်ဒါပြတာဖြစ်တဲ့အတွက်သဘောတရားပြတာဖြစ်တဲ့အတွက်ကျွန်တော်ပြန်မပြင်တော့ကျွန်တော်ဗီဒီယိုလေးကကျွန်တော်ဒီမှာအောက်ထောင်းလို့ဆိုတော့မြားလေးကိုရှင်းနေမယ်ပြီးလို့ကျွန်တော်နောက်တစ်ပုံသွားယူမယ်နော်တော့သောနာတစ်ပုံကျန်နေရအကောင့်လေးကိုကျွန်တော်ယူမယ်ဒါမှမဟုတ်ကျွန်တော်မိတ်ဆွေတို့သောနာပြန်မထည့်ချင်ဘူးဆိုလို့ရှိရင်လည်းဥမာမိတ်ဗီဒီယိုဆိုပြီးတော့တစ်ချက်ထည့်လိုက်နော်အဲ့တော့သူဒီမိတ်ဗီဒီယိုနှိပ်လိုက်မယ်အဲ့တော့သူကဆိုကျွန်တော်တို့auto generate လုပ်ပြီးသွားလိမ့်မယ်နော်ခဏလောက်ဆောင်လိုက်မယ်ဒီကနေဒီကမပေါ့โอเคဒီကောင်လေးကိုကျွန်တော်ဒီမှာတော့တစ်ခါများဆွဲနိုင်တယ်နော်ပြီးလို့ရင်တော့ပြန်ထွက်မယ်ပြီးလို့ရင်တော့ဆောနာဗီဒီယိုနှစ်ခုကိုကျွန်တော်တို့ကတ်တို့ insure တို့စသည်အပြင်ကျွန်တော်တို့ကတော့ဆက်မယ်နော်ဆက်ပြီးလို့ရင်ကျွန်တော်တို့မိတ်ဆွေတို့ဥမာပေါ့မိတ်ဆွေတို့လိုချင်တဲ့ဥမာအတန်တခြင်းကိုကျွန်တော်တို့နောက်က music background ပြထားပြီးတော့ကျွန်တော်တို့ export ထုတ်လို့ရတယ်နော်ကျွန်တော်ခုနကလေးကျွန်တော်နှစ်ခုကိုအစမ်းသဘောနမူနာလုပ်ပြမယ်ဒီမှာနှစ်ခုယူလိုက်မယ်ပြီးလို့ကျွန်တော်ကမ်ဘက်ကို CC ratio 9ပြန်ထားလိုက်မယ်နော်ပြီးလို့ကျွန်တော်တို့ကအတန်တွေထွက်နေအတန်ထွက်ကျွန်တော် mute လိုက်မယ်ပြီးလို့ကျွန်တော်ကဒီမှာ music ဆရာသွားပြီးတော့မိတ်ဆွေတို့ထည့်ခြင်းတဲ့သချင်းကိုသွားယူလိုက်နော်ကျွန်တော်ဒါ rewind သချင်းလေးပြန်ထည့်နိုင်မယ်သူကဒီလုံးလေးကိုကျွန်တော်ဒီမှာဝဖြင့်ဖြတ်လိုက်မယ်ဒီကောင်လေးကိုရှေ့ပြန်ပို့လိုက်မယ်ခဏနောက်ထားလိုက်မယ်โอเคဒီလိုမျိုးလေးစမ်းကြည့်ကြပါတော့ဒါကကျွန်တော်ကပထမဆုံးနမူနာပြတာဖြစ်တဲ့အတွက်ကျွန်တော်ဗီဒီယိုလေးရမ်းရှည်သွားမှကြောက်လို့ကျွန်တော်ကောင်းကောင်းမပြတော့ဘူး
ဒီလောက်ဆိုရင်မိတ်ဆွေတို့သဘောတရားတော့နားလည်လိမ့်မယ်လို့ထင်တယ်အားလုံးပဲတစ်သုံးတရားအကျိုးရှိလိမ့်မယ်လို့ထင်ပါတယ်ဗျာ